ဒါသမီးလာပြီခြေတော်ဆယ်ကြီးနေနှစ်သုံးနှစ်ငါး6ခொနစ်ရှစ်ကို30ဆယ်ကြီး17 17 13 14 15လုံးမြောက်နော်တဲဝင်သွားလို့သမီးမကျေပြတ်ဘူးအမောလေးနဲ့ပြည်ပြီးပြန်ကလာပြီကြည်လုံးပါနေတော့သမီးတိုင်ပင်ခေါ်တာမကောင်းဘူးတဲ့လားအဲ့ဒါကြောင့်ချင်းခွက်ကပြတ်သွားတာအဲ့လားဘလူအပြစ်မမဟုတ်ဘူးနော်ဥရဲ့အပြစ်သမီးအပြစ်မပါဘူးနော်ကြည်လုံးနဲ့တိုင်ပင်ခေါ်တော့ချင်းခွက်ပြတ်တယ်နော်အတော်တွဲဆိုတာဒီတိုင်းလေးဆိုင်ရင်စာလေးနဲ့မှကြည်လုံးမပါမှအပြောင်ပြင်းစဖလောက်ကိုစံကွာကောင်းတာနော်ကိုစံကွာကြီးညတကောင်ကြောင်မှာလူချင်းတိတ်မှတက်ခတ်ပါလားနော်အဲ့ဒါဘာသာမှမကြတော့ဘူးသိလားကဲတပည့်ဆိုင်လင်စာလေးနဲ့တီးလို့မပါပဲနော်တပည့်မြစ်တာလက်ဆောင်လေးခက်ကစားလုပ်ပြီနော်မဟာတို့ညို့တို့ပတ်ထုကလဝိုင်တာပတ်ထဖီလာဆလွဲလာအောင်မယ်ဟဲ့လာပြီကြည့်တာချစ်စွာသောပြေးတဲ့ကြီးဆရွယ်ကြီးတေးဟဲ့ပြန်တယ်နှလုံးမြောက်ဆရွယ်ကြီးသုံးလုံးမြောက်နေရာလေးဟိုဘက်ကိုသွားနေရာလဲနည်းနည်းချင်းတယ်နော်ချင်းကြီးအတွဲဆိုတာနေရာလဲစကားပြောပါတယ်နော်ကျွန်တော်တို့ဟိုမှာတော့ခက်တာတမန်တလင်းပေါ့ဗျာနော်တမန်တလင်းဆိုတော့တဲရမစင်ဘူးနော်ဒါမြေသားခွဲဆိုတာခက်လို့တော့တတ်တာလေဒါပေမဲ့ချင်းတော့ကကြလာတဲ့အမုံကမျက်လုံးထဲကိုဝင်တယ်မျက်လုံးထဲဝင်တဲ့အခါကျတော့မျက်စိမိလိုက်တော့ဟန်ချက်ပြတ်သွားတယ်နော်ကျွန်တော်တို့မြမရွာချင်းပညာဆိုတာနော်အတိတ်နဲ့ကလေးကိုအချိန်စာလေးနဲ့ချိန်ဆက်ကခက်ကစားပေးရတဲ့နော်ချင်းကွက်ကလေးတွေလည်းဖြစ်တယ်နော်အလားမဟာကြီးအဲ့လားပတ်တူစောင်းဆက်လက်ဆက်တိုင်စောင်းအလားဗျာနော်အလားမဟာနွယ်ဖီလာဆက်လွယ်အလားဆက်လွယ်ကြီးအလားပဲသမီးတောင်းရင်မြေလေဝဲလေးလားတောင်းရင်မြေဖနောက်တော့ဥကိုကြီးကခတ်တာသိလားသမီးကတောင်းရင်မြေလေဝဲလေးခတ်မှာအဲ့လားနွယ်မဟာအတန်တဲ့ဖီလာဆက်လွယ်နောက်တော့မှခက်ကစားလုပ်ပေးတဲ့ပြန်ဆန်ရှားပါတယ်ဆိုတဲ့နိုင်ငံသားပြန်ညီငယ်လေးနန္ဒကျော်အစင်သေးလေးပြုလုပ်ပေးသမီးငယ်လေးမေဦးခေခက်ကစားပေးရင်နော်ညီငယ်လေးနိုင်ငံသားပြန်ညီငယ်လေးနန္ဒကျော်နော်ပြောရွှေမစုံတပြုံချင်းလုံးခတ်ပါကစားပါဆိုတဲ့အတိုင်းလေးပဲနော်ပြုံနဲ့ခတ်မယ်ဆိုတာနန္ဒကျော်ပါနော်ပရိသတ်ကြီးနော်ဒီနေ့ဘွဲရတော့အထူးဘွဲလေးဖြစ်နော်5လုံး6လုံးဆက်လက်ကြီး9လုံး10လုံး9လုံး10လုံး17 12 13 14 15 16 နှစ်လေးသမီးမလိုက်တော့နဲ့20လေးလုံးရောက်သမီးနော်ရှင်းနေပါတယ်နော်ခွေးရဲ့အနေထားနေရပါတော့ကာလဒေတာဧကန္တနဆိုတာပေါ့နော်ကာလဒေတာလိုက်ပြီးတော့ခက်ကစားပေးရတဲ့ရိုးရရဲ့ချင်းပညာဖြစ်တဲ့အတွက်နော်